ဲပြကြလေးတစ်ခုရှိတယ်စောင်းနှွဲအတွက်ပေါ့နော်အရန်ကိုလိုအပ်ပြီးတော့အရန်ကိုကြိုက်နေထင်တဲ့ပစ္စည်းလေးတစ်ခုကိုမင်းပြပေးမယ်အထက်ရတော့ကလည်းအများကြီးမရှိဘူး3တယ်ပဲရှိတယ်လက်ကျန်လေးပေါ့နော်မင်း3တယ်လေးကိုလက်ကျန်ဈေးလေးနဲ့ရောင်းပေးမယ်နောက်တစ်ခေါက်ပြန်ထွက်တယ်ဆိုလို့ရှိရင်အဲ့ဈေးရချင်မှရမယ်နော်3တယ်ပဲရှိတယ်ကြိုက်တယ်ဆိုလို့ရှိရင်တော့ CV လေးကိုအမြန်ဆုံးလေးပြေးပြီးတော့ယူထားပေးရှင်ကဲဘာလေးတွေလဲဆိုတော့ဒါလေးတွေပါရှင်ဒါလေးတွေပေါ့နော်ဒါလေးတွေကြိုက်စရာမရှိဘူးလို့မထင်နဲ့နော်ဆက်ပြပေးသွားမယ်ကဲဒါလေးကတော့ဘာလေးလဲဆိုတော့မင်းတို့ကျဲသီးတက်ခြုံတပတ်ကလေးပါရှင်ကဲဒါလေးအပြာရောင်လေး3တယ်ပဲရှိရနော်အပြာလေးရယ်အနီလေးရယ်ဖြူလေးရယ်3တယ်ပဲရှိတာကဲကြိုက်သွားပြီမလားဒီလိုလေးရှင်ဒီမှာကျဲသီးလေးတင်ရှာပြပြီနော်ဒီမှာကျဲသီးတက်လေးဒီကျဲသီးလေး3လုံးပါပါမယ်ကျဲသီးလေး3လုံးတက်ပြီးတော့မင်းတို့ရှုံပေါ်ပါလို့လေးဒီလိုလေးဝတ်မလားကဲဒီလိုလေးခက်ခက်ညာညာလေးနေမလားအခုအချိန်မှာအရန်ကိုလိုအပ်တယ်နော်ဈေးနှုန်းကလည်း9000ကြည့်လိုက်အောင်မင်းကလေးဘယ်လောက်နဲ့ပဲရောင်းပေးမှလဲဆိုတော့ကဲပြီးမှပြောမယ်အနီလေးဆက်ပြပြီးတော့မယ်အနီလေးဒီအနီလေးကိုလည်းမဆက်ပြီးတော့ဒီလိုလေးရှုံပြီးတော့ဝတ်ပြပေးအောင်မယ်ရှင့်ကဲဒီမှာလေးခါလေးပါရှင်ကဲနောက်အနီကလေးရှင့်ကဲကျေးဇူးတောင်းလုံးတက်လေရဲလာတယ်နော်ကဲနီရဲလေးကြိုက်တာဆိုညံဆုံးလေးယူကဲ3တယ်ပဲရမှာနော်3တယ်ပဲ stok ဈေးရလဲအရင်ဈေးလေးနဲ့ရမှာကဲနောက်တစ်ယောက်ကဖြူကလေးကဲဖြူရောင်လေးရှုံချင်းလားကဲဒါလေးကတော့အဖြူလေးအရန်လာတော့ကဲဒါလေးကတော့အဖြူရောင်လေးရှင်ကဲဖြူရောင်လေးဒီလို color လေးရှိုးပြီးတော့အဝယ်လဲလာတယ်မဟုတ်ဘဲနဲ့ပေါ့နော်ဒီတိုင်းလေးတွေခုလဲခုပါအောင်ချုံပေါ်လို့ချုံမလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်မင်းတို့တပတ်လိုမျိုးသုံးမလားအခုရသည်တွေရန်အောင်စင်ပြေတယ်လောက်နဲ့ပဲပေးလိုက်မလဲဆိုတော့ကဲတစ်ထည်ကို3000ကျပ်ထင်းနဲ့ယူလိုက်ပါရှင်နောက်အသက်ထွက်တာတွေဆိုလို့ရှိရင်တော့မင်းတို့3000ခွဲဖြစ်ရင်လည်းဖြစ်မယ်4000ဖြစ်ရင်လည်းဖြစ်မယ်ဈေးနှုန်းကအတိအကျမသိသေးပါဘူးလက်ကျန်ပြက်3တယ်လေးမို့လို့3000ကျပ်နဲ့ပဲယူလိုက်ချင်းအားလုံးကျေးဇူးတင်ပါတယ်